Enguli mala tau anicho Enguli mala tau ka Muye Enguli mala tau Missima Nike Missima Nikaya ma Enguli mala tau sura shi Yamalu Muri Chemajare Preji Satatau Temale Enguli mala tau sura shi Anichogaro Durubelo Pioa Preji Satatau ma Topati Mapavene Luin Tissa Sura Liri Piata Eri Tissa Sura go be break a ship Ayanda ship a don't you beat up Preji Satatoma Titwe Biro Tan Muye Enguli Mala Toji Malebe Tissa Sobon Sura Bade Eitega Tono Biro Enguli Mala break Break Protective Discourse so bido no Agawe Pisiya Simantare Taudaku Preji Satatotema Enguli Mala Totomo Enguli Mala Pray Tiloshi Agudine Uti Bido Homaro Preji Satatoga Enguli Mala Togo Uti Bido Hom Todole Eri Toye Muyem Shede Missima Nike Malare, Enguli Mala Tok Kuleve, Ted Demiro, Hobio Enguli Mala, Break Enguli Mala Tok, Brejidema Bare, Enguli Mala Tokma Paritan Yam Benandata, Nite Na Tana, Dowana Udakambi Wina Dedi, Tabambi, what break the young, so that. Kataline Sabu Biro. This are the Aye Swan Agu of Yata. Rita so that David Chayao Lame, Domo Chayao needed Anierigo, a Gawe Chisigo, so Biro. Hojatare, Dodani. I don't know Hojare Kama. Akawe benefit Pisi the lay. Pago Jambu Bido, Agawe Pisi the lay. Preji said the logo, Nicho Bido, Chime solution. Agawe loaded Saneha. The Cham Mandara Dandara Warari Ma Pare Mandam Yu Mohobu Mandan Zagami Mohobu Todo the Gesan Ashide. Yimiro Yenema Pite Mita Deya Mangana with a pure Tissa Saka Eri Nakugo Chikan Biro Pia Aniaga Kenaine Surau Yasabiaga Sima Hojata Pit Mita Deya ye Tissa Saka ye Eri Nakuye Santa Diha Chimare Sura Jung Bude Bogurai Bogureha, Dalekanya Kakadaku Jung La Reka Susaika Mita Bo Jemshin Pile Dore, Anieri looking Dore. This other guy was so Jemshin Le, Anieri go Lomyang Nine. Arabi said the Doma Mita de Yanet, this Sagago, Chitabio. Tarawari Aniye Kimbo Subio. Yasavia Hojatare Todo Nikeri Madatare Totani Shisiariga Susan Bido Preji said those of Bido Yamabima Simantara A Chamanda Mandiari a Dabe met Shunde met Sa a Dabe Shishi A David TV solution, Nevanda and Ledry Chindo Muri, Uti Tarap Shedoja. The Meta de Aru, this as a garu ye. The Santa Diha Tama Anie Kiyum Yamaka
ကိလေသာဆိုတဲ့အတွင်းအန္တရာယ်တွေပါကင်းပြီးတော့နိဗ္ဗာန်ချမ်းသာထိအောင်ပို့ဆောင်ပေးနိုင်တယ်ဆိုတာယုံမှတန်တရားဝယ်မရှိဘူးဒီထဲမှာဘုရားကုံတရားကုံသံဃာကုံလို့ဆိုတဲ့ဒီကုံတွေကိုအာယုံပြုပြီးတော့လည်းပဲအန္တရာယ်ကင်းတဲ့တစ်စက်ကတော့မှာဟောပြောထားတာရှိတယ်နောက်တစ်ခုအာတနာရိယသုတ်ဆိုတာကြတော့မူရင်းအာတနာရိယပရိအာတနာတဆိုတဲ့မြို့မှာထုတ်ပြန်တဲ့အမိန့်ပြန်တမ်းဘလူးတွေကိုအုပ်ချုပ်တဲ့ဝိသောဏမင်းကြီးကစိုးစွမ်းတဲ့ဘလူးတွေကိုအမိန့်ထုတ်ပြန်ပြီးတော့နှိပ်ကွက်တဲ့သဘောနဲ့ထုတ်ပြန်ပြီးတော့ရသော်ဘုရားကိုလျှောက်ထားတဲ့မူရင်းအာတနာရိယသုတ်ကြီးကနေလူရင်းဘုရားရှိခိုးလေးတွေထုတ်ပြီးတော့သစ္စာဆိုတဲ့အဓိပ္ပာယ်မျိုးဆောင်တဲ့ဂါထာဘာနာများဖွဲ့စည်းထားတဲ့တုတ်ကိုပရိကြီးထဲမှာတော့အတ္တနာရိယတုတ်လို့ဆိုပြီးတော့ထည့်ထားတယ်ဆိုလိုတာကတော့ပရိကြီးတုတ်ကိုပြိတ်ဆိုတဲ့အကာအကွယ်ဖြစ်စေတတ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုအနစ်ချုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘုရားကုံတရားကုံသံဃာကုံကိုအာယုပြုတာပဲဖြစ်စေမေတ္တာတရားနဲ့သစ္စာစကားကိုဆိုတာပဲဖြစ်စေလူတွေမှာကြားရောက်ဖြစ်ပေါ်လာနိုင်တဲ့ကြားရောက်ဖြစ်ပေါ်နေတဲ့ဘေးရန်အန္တရာယ်တွေကလွတ်မြောက်တယ်လို့ဒီအဓိပ္ပာယ်မျိုးရအောင်နေ့စဉ်ရွတ်ဖတ်ပြီးတော့ထိုရွတ်ဖတ်ထားတဲ့မိမိတို့ရွတ်ဖတ်တဲ့ပရိတရားတွေရဲ့အ내အဓိပ္ပာယ်ကိုသိရှိလို့လက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်တိုင်အကျိုးဖြစ်ထွန်းနိုင်တဲ့တရားဒေသနာများပဲဖြစ်တယ်ပေါ့အခက်ခဲတွေလွန်မြောက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်တဲ့အခါမြတ်စွာဘုရားဟောကြားတဲ့သီလသမာဓိပညာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်ခြင်းဖြင့်ဘယ်တော့အခါမှဘေးရန်အန္တရာယ်တဲ့မကြုံနိုင်တဲ့ဘေးကင်းရန်กว่าသာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ရမှာဖြစ်တယ်ဒီထိအောင်ရည်မျှော်ပြီးတော့မြတ်စွာဘုရားကဟောထားတာဖြစ်ပါတယ်ဒီအင်္ဂုလိမာလတောက်နဲ့ပတ်သက်ပြီးတော့ပရိမောလို့ဆိုကြတယ်မောဆိုတာဘာပြောတာလဲပရိရဲ့ခုံကြီးတွေကိုချီးမွမ်းတာပရိရဲ့ခုံကြီးတွေကိုချီးမွမ်းပြီးတော့ပြောဆိုတဲ့စကားကိုပရိမောနဲ့လို့တိုက်တွန်းနှိုးဆော်တဲ့ရှေးဥစွာဒီကထာကိုရှေးဆရာတွေကစီကုံးပြီးတော့ထည့်သွင်းထားတာဘုရားဟောတာတော့မဟုတ်ဘူးဒါဘုရားကသင်ပေးတာနောက်မှလာရှေ့ပိုင်းကပရိရဲ့အမောဂုံကျေးဇူးတွေအကျိုးရှိတယ်ဆိုတာတွေကိုထုတ်ဖော်ပြပြောပြီးတော့ဒီပရိကိုရွတ်ကြစို့လို့ encouragement လုပ်တာတိုက်တွန်းတယ်ဩယောဇနတိုက်တွန်းနှိုးဆော်တဲ့စကားလေးရှေ့ကနေခံထားတာဘာဖြစ်လို့လဲဆိုရင်လူဆိုတာအကျိုးရှိမှလုပ်ချင်တာအကျိုးကိုသိထားရှိတဲ့အကျိုးကိုသိထားလို့ရှိရင်ပို့ပြီးတော့လုပ်ဖြစ်တယ်အကျိုးမရှိတဲ့အလုပ်ကိုလုပ်လည်းမလုပ်သင့်ဘူးလုပ်လည်းလုပ်ချင်မှလည်းမဟုတ်ဘူးဒါကြောင့်မို့အကျိုးတရားတွေဆိုတာမြတ်စွာဘုရားကထုတ်ဖော်ပြလေးရှိတာပဲဆိုပါစို့မဟာတတိပဋ္ဌာန်သုတ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဧကာယနောအယံဘိက္ခွေမေကောနိဗ္ဗာန်သွားဖို့တဲ့ဒါတကြောင်ဤသောလမ်းပဲဒီတကြောင်ဤသောလမ်းကိုရှောက်လိုက်မယ်ဆိုလို့ရှိရင်အကျိုး9မျိုးဖြစ်ပေါ်နိုင်တယ်လို့တတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးအကျိုး9မျိုးကိုရှေးဥစွာထုတ်ပြတာဘာဖြစ်လို့လဲအလုံးလူတွေဟာအကျိုးတရားကိုမြင်မှလောက်ဆောင်နေတာကိုဟုတ်တယ်လေဒီကနေ့ခေတ်စီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းကြည့်အယောင်းဝယ်လုပ်ရင်ဒါကိုရောင်းဝယ်မယ်ဆိုရင်အမြတ်ဘယ်လောက်ရမလဲဆိုတဲ့အကျိုးကြည့်တာရှိပဲလေအလုပ်တစ်ခုကိုရှောက်လို့ရှိရင်လည်းလကဘယ်လောက်ရမယ်ဆိုတာကြည့်တာပဲလေအကျိုးကိုသိပြီးတော့မှလုပ်ကြတယ်ဆိုတာလူတွေရဲ့သဘာဝပဲပေါ့ဒါကြောင့်မို့လို့အင်္ဂုလိမာလသုတ်ခါတယ်နေ့စဉ်ရွတ်ဖတ်မှုအတွက်ဘယ်လိုအကျိုးတွေရှိတယ်ဆိုတာသိထားလို့ရှိရင်တော့ဒီသုတ်ဟာရွတ်ဖြစ်တာပေါ့
ကြီးညိုလေးစားစွာရွတ်ဖတ်ခြင်းဖြင့်ရွတ်ဖတ်နေတဲ့အခါမှာစိတ်အာယုံဟာတုတ်တန်ကိုမှတ်မျောပြီးတော့ရွတ်နေတာဖြစ်သောကြောင့်စိတ်ကြည်နူးမှုတွေကိုရစိတ်ကြည်နူးမှုအခြေခံပြီးတော့ဝိပဿနာပဲကျင့်သမထပဲကျင့်နော်ဒီအဆင့်တွေကိုသွားလို့ရတယ်ရွတ်နေတဲ့အချိန်မှာအာယုံယူပြီးတော့ရွတ်နေတဲ့အချိန်မှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးစိတ်လေးဟာကိုရွတ်တဲ့ဒေသနာအစဉ်မှာဖြောင်းဖြောင်းမမတ်ကြီးသွားနေတယ်ဆိုရင်လည်းတဲ့အကျိုးမဟုတ်ဘူးဒါလည်းတချို့ကထင်တယ်မသိဘဲနဲ့ရွတ်နေရင်အကျိုးမရဘူးလို့ဒီလိုလဲထင်ကောင်းထင်တယ်ဒေသနာအစဉ်ရွတ်နေရင်အကျိုးမရဘူးလို့တော့ပြောလို့မရဘူးအကျိုးဆိုဒီမှာရွတ်ဖတ်သူရဲ့ intention လို့ခေါ်တယ်သူ့ရဲ့ရည်ရွယ်ချက်ပုံမှာလည်းမူတည်တယ်ရွတ်နေတဲ့အချိန်မှာစိတ်နေသဘောထားတွေပုံမှာလည်းမူတည်တယ်အကျိုးရှိမရှိဆိုတာရွတ်သူနဲ့သက်ဆိုင်တယ်ပို့ပြီးတော့သက်ဆိုင်တရားကြောင့်ဖြစ်တာမဟုတ်ဘူးရွတ်ဖတ်သူရဲ့စိတ်နေသဘောထားကြောင့်ဖြစ်တာရွတ်ဖတ်သူကဒီတရားအာယုန်နဲ့မရောက်ဖဲနဲ့ရွတ်နေလို့ရှိရင်တော့လေဒီအကျိုးကဟောဒီပတ်တိဖြစ်လာမှာမဟုတ်ဘူးပေါ့တရားအာယုန်နဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးရွတ်ရင်တော့အဲ့ဒီစိတ်တည်ငြိမ်မှုရတာဒီပဲလေအကျိုးပဲနော်စိတ်ကြည်နူးလာတယ်တည်ငြိမ်မှုရရသော်ဘုရားတရားတော်ဆိုတာတခြားအတန်ကြားတာနဲ့မတူဘူးကြားနာယုံပင်အပူစင်၍ဆိုတာတကယ်ကိုစိတ်ဟာငြိမ်းချမ်းသွားနော်လူမပြောနဲ့ရသော်ဘုရားဟောနေတဲ့ဘုရားရဲ့တရားတန်ကိုကြားတဲ့အခါတရားဝါလေးတွေတောင်မှပဲစိတ်အေးချမ်းမှုလေးရသွားရင်အဲ့ဒီအေးချမ်းမှုဆိုတဲ့စိတ်ကြည်လင်မှုဆိုတာလေးကကုသိုလ်ကောင်းမှုအနေနဲ့ကောင်းရာသူဂရိဘုံကိုရောက်စေနိုင်သေးတာပဲကောင်းရာသူဂရိဘုံကိုရောက်စေနိုင်တယ်တာမန်ကုသိုလ်လို့အထင်မသေးလေနဲ့ကုသိုလ်ဆိုတာအသေးအဖွဲပဲဖြစ်စေကြီးမားတဲ့အားကိုးစရာမရှိတဲ့နေရာမှာဆိုရင်ကြီးမားတဲ့အထောက်အကူတွေဖြစ်တယ်အလုံးသိကြတယ်ဖာဏတာအကြောင်းအကောင်းအဆိုးမသိပေမဲ့လို့မြတ်စွာဘုရားဟောနေတဲ့တရားစံလေးကိုကြားပြီးတော့စိတ်ထဲမှာကြည်နူးနေတဲ့အချိန်သိဆုံးသွားတဲ့အခါစိတ်ကြည်နူးမှုဆိုတဲ့ဒီကုသိုလ်လေးကနေပြီးတာဝရိန္ဒနတ်ပြည်နတ်သားသွားဖြစ်ရတယ်ဖြစ်နိုင်တဲ့အနေထားဒီကုသိုလ်ရဲ့စွမ်းအားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခလေးကနည်းနည်းလေးပေးလိုက်တာကအများကြီးပါလားလို့ထင်ကောင်းထင်လိုက်ဟောမဖြစ်နိုင်ဘူးလို့တောင်ထင်ကောင်းထင်ကြလိုက်မဖြစ်နိုင်တာမရှိဘူးတဲ့ကုသိုလ်ရဲ့စွမ်းအားဟာအမှန်တမ်းကြီးမားပါတယ်တတုတ်တံမှာဆိုရင်မြတ်စွာဘုရားကစိတ်တုပါဒမတ္တံပိဘဟုကာရံဝရာမိကုသလေတုတံမေတုကုသိုလ်ဆိုတာစိတ်แท้ဖြစ်ုံနဲ့တည်းမဲ့ဘဟုကာရအကျိုးများလာပြီတဲ့စိတ်แท้ဖြစ်ုံလေးတယ်နော်လူအောင်မယ်လို့စိတ်ထဲမှာတွေးလိုက်တယ်မလူပြစ်နဲ့အောင်လူအောင်မယ်ဆိုတဲ့အတွေးလေးကိုကမစ္စရိယကိုဖယ်ရှားလိုက်တဲ့အတွေးပဲအဲ့ဒီဟာလေးကလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်ဆိုတာကုလသုတ်တံမှာမြတ်စွာဘုရားဟောတာရှိတယ်လေဘာလူရကောင်းမလဲလူအောင်မယ်လို့ဆိုတဲ့စိတ်ဟာအဲ့ဒီစိတ်ဓာတ်ကလေးဝင်လိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာမဟေသက်ခဘုံတို့ကိုဩဇာအာဏာကြီးတယ်တဲ့ဒါကြောင့်မို့လူချင်းနေဆိုတဲ့အတွေးဟာမဟေသက်ခသံဝတ္တနိကပฏิပဒါကုသိုလ်မျိုးဖြစ်တယ်တာမန်ကုသိုလ်မဟုတ်ဘူးနော်အကြီးကြီးတွေကနေကျင့်တော့အသေးလေးလို့ထင်ကောင်းထင်ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုယ်ဘာမှမလှူဘူးဘာမှမလုပ်ဘူးသို့တော့သူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာသာဓုသာဓုသာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်သာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာ
ဘာဆိုင်ရလို့လဲတာရုခေါ်လိုက်တာပဲရှိတာပဲလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်တာရုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းတာရုတွေခေါ်နေတာဒီတာရုကတခါတလေအိတ်ချင်တယ်နဲ့ခေါ်တဲ့တာရုရှိသေးတယ်ဝန္တာအာရကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့တာရုမျိုးဖြစ်ဖို့လိုတယ်နော်တာရုဆိုတာလည်းသွားပြီးတော့အထင်မသေးလိမ့်နဲ့950ထဲမှာပါတဲ့သင်္ခဇတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတုန်းကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ်လမ်းခရီးသွားတဲ့အခါမှာပိစိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖဏတ်မပါပဲနဲ့ရှောက်နေတာကိုတွေ့လို့သူစည်းလာတဲ့ဖဏတ်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့ပိစိကဗုဒ္ဓခြေတော်ကိုစွတ်ပေးလိုက်တယ်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့သင်္ဘောတက်တာသင်္ဘောကကမ်းကခွာ9ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းမိတော့သင်္ဘောပြက်တယ်သူ့နောက်ကတပည့်တစ်ယောက်ပါတယ်ဆရာတပည့်2ယောက်သင်္ဘောပေါ်ကပြင်ချက်တစ်ချက်ရလို့သင်္ဘောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာလှိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖဏတ်လှူခဲ့တဲ့ကုသိုလ်ကြောင့်မို့လို့မြစ်ဆောင်နဲ့ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်ကယ်တဲ့အခါမှာသင်္ခပုံနာကိုသာကယ်တယ်ကုသိုလ်ကြောင့်ကယ်တာအဲ့ဒါလို့ကယ်တဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တောင်မကြည့်ဘူးကယ်ပါလို့ပြောလဲမကယ်ဘူးနော်မကယ်နိုင်ဘူးတဲ့အဲ့တော့ဘုရားလောင်းဆိုတာအသိဉာဏ်ရှိတယ်ဩဒီလိုကယ်တယ်ဆိုတာကုသိုလ်ကြောင့်ပဲသူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပိငါဖဏတ်တယံပိစိကဗုဒ္ဓကိုလှူခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမြင့်အားအမျှပေးဝေပါတယ်အမျှဆိုဟိုကောင်ကတာရုလည်းခေါ်လိုက်ရောမကယ်ခြင်းလို့မရတော့နတ်သမီးကကယ်လေရကုသိုလ်ကြောင့်ကယ်တာဟောတာရုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးဒါ950ထဲမှာသိကျင်ဖတ်ကြည့်သင်္ခဇတ်လို့ခေါ်တယ်ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့ဒါကြောင့်မို့လို့ကုသိုလ်ဆိုတာဓမ္မအရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်ကုသိုလ်ကောင်းမှုဆိုတာအလုံးမှာလုပ်ကြရတာဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိလို့ရှိကြတာကြီးပဲခုဒီအင်္ဂုလိမာလသုတ်တံမှာကြည့်ရွတ်ဖတ်30တဲ့ကုသိုလ်ဟာလေသေးတဲ့ကုသိုလ်မဟုတ်ပါဘူးကုသိုလ်ရအောင်တော့ရွတ်ပေါ့ကုသိုလ်ရလို့တဲ့စိတ်နဲ့တည်တည်ငြိမ်ငြိမ်ရွတ်ဖို့တော့လိုအပ်တာပေါ့အတိပ္ပယ်သိမယ်ဆိုရင်တော့ပို့လို့အကျိုးရှိတာပေါ့အဲ့တော့အင်္ဂုလိမာလသုတ်ကိုရွတ်ချင်အောင်ဘယ်လိုစထားတော့ပရိတ္တံယံပနံတတ္တနိတိဏဌာနဒောဝနံဥဒကံပိဝိနာသေးတိတဗ္ဗမေဝပရိတယံပရိတ်ကိုတိုက်ရိုက်နာတာတောင်မဟုတ်ဘူးဒီကလထိုင်တစ်ခုပေါ်မှာထိုင်ပြီးတော့သို့မဟုတ်ပလင်ပေါ်မှာဖြစ်ဖြစ်ထိုင်ပြီးနေရာတစ်ခုပေါ်မှာထိုင်နိတိဏဌာနထိုင်နဲ့ပရိရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့ပရိရွတ်နေတဲ့အချိန်မှာထိုင်သွားတဲ့ထိုင်ကုန်ကိုဆေးကြောပြီးတော့အဲ့ဒီရေနဲ့အဲ့ဒီရေကတောင်မှပဲအစွမ်းတတ္တိရှိတယ်လို့ပြောတယ်ပရိတ်တိုက်ရိုက်မပြောနဲ့လို့ဒီလိုပြောတာနော်ပရိတ္တံဗနန္တတအင်္ဂုလိမာလပရိတ်ကိုရွတ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့နိသိဏဌာနဒောဝနာထိုင်သွားတဲ့နေရာကိုဆေးကြောတဲ့ဥဒကံပိရေကတောင်မှပဲပရိတယံဘေးရန်အန္တရာယ်ကိုဝိနာသေတိပဲဖြောင်းနိုင်တယ်
ပိဋနာတာတောင်မဟုတ်ဘူးရွတ်တာတောင်မဟုတ်ဘူးနော်အရေးရွတ်တုံးကထိုင်သွားတဲ့နေရာလေးကိုရေဆေးပြီးအဲ့ဒီရေလေးကတောင်မှအစွမ်းတတ္တိရှိတယ်ဒီလိုအဓိပ္ပာယ်ပြောတာနော်တတ္တိရှိတယ်တုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယင်စအာဒိတိတင်္ခဏီအကျိုးနှစ်ခုကိုဖော်ပြတယ်အဲ့တော့ကိုယ်တိုင်ရွတ်တယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်ပြီးတော့ကိုယ်တိုင်နားတယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့နေရာလေးဆေးကြောပြီးတော့အဲ့ဒီရေလေးနဲ့ရေလေးကတော့အစံတတ္တိရှိနေတယ် holy water ဖြစ်သွားတယ်လို့ဒီလိုပြောတာပေါ့နော်အဲ့ဒီရေကလည်းဘေးရန်ခတ်သိမ်းကိုကင်းငြိမ်းစေနိုင်တယ်အန္တရာယ်ကိုကာကွယ်နိုင်တယ်တဲ့တုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယင်စတာရေတိတင်္ခဏီအဲ့ဒီပရိယေလေးဖြန်းလိုက်တာနဲ့ပဲသို့မဟုတ်ပရိတရားတော်ကိုနာလိုက်တာနဲ့ပဲမိဘဖွားနိုင်တဲ့အမျိုးသမီးတွေဟာအဲ့ဒီနာလိုက်တဲ့အခိုက်ကလေးသို့မဟုတ်အဲ့ဒီရေစင်လေးနဲ့ဖြန်းလိုက်တဲ့အခိုက်ကလေးမှာပဲတုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာမိဖွားခြင်းကိစ္စချောချောမောမောမိဖွားခြင်းကိစ္စပြီးသွားနိုင်တယ်ပြီးသွားစေနိုင်တယ်ဒီလိုပြောတာနော်ပြီးသွားစေနိုင်တုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယေသပါရိတိတင်္ခဏီထေရသင်္ကုလိမာလတ္တလောကနာထေနဘာတိတံဒီအစွမ်းတတ္တိထက်တဲ့ပရိက္ခာရှင်အင်္ဂုလိမာလပရိတ်လို့ခေါ်ပေမဲ့လို့မြတ်စွာဘုရားကအင်္ဂုလိမာလကိုခေါ်ခဲ့တဲ့ဘုရားရဲ့နှုတ်ကပတ်ပဲဖြစ်တယ်ပေါ့ထေရသင်္ကုလိမာလတ္တထေရတအင်္ဂုလိမာလတ္တအင်္ဂုလိမာလမထေရမြတ်စွာဘုရားကဟောခဲ့တာလောကနာထေနပါတိတံလောကအားကိုးရတဲ့လေးစားရတဲ့မြတ်စွာဘုရားကဟောကြားခဲ့တာအဲ့ဒါတွေမကဘူးဒီပရိတ်ဟာဘုရားကဟောခဲ့လို့ရှင်အင်္ဂုလိမာလရွတ်မှပဲအကျိုးရှိတာလားတခြားပုဂ္ဂိုလ်တွေရွတ်ရင်ရောအကျိုးမရှိဘူးလားအဲ့ဒီခေတ်ကသာအကျိုးဖြစ်ထွန်းပြီးတော့ခဏိခေတ်ကြတော့အင်္ဂုလိမာလပရိတ်ဟာမစွမ်းတော့ဘူးလားလို့ဆိုကပ္ပထာယေတကဘာပတ်လုံးဒီအစွမ်းတတ္တိဟာရှိနေမယ်လို့ပြောတာနော်ကဘာဆုံးသည့်ထိဒီအစွမ်းတတ္တိဟာရှိကပ္ပထာယေအခုလက်ရှိကဘာကြီးရှိနေတဲ့ပြည့်ဒီအစွမ်းတတ္တိတွေဟာရှိနေမှာပဲဘယ်နိုင်ငံဘယ်နေရာရောက်ရွတ်ဖတ်မယ်ဆိုရင်ကပ္ပထာယေစွမ်းတတ္တိတွေရှိနေမယ်ကဘာတည်ပြီးတော့စွမ်းတတ္တိရှိမဟာတေဇံအစွမ်းတကူအမတန်မှကြီးတယ်အဲ့ဒီကြီးတဲ့အင်္ဂုလိမာလပရိတ်ကိုတို့တွေရွတ်ဖတ်ကြပါစို့လို့ဒီလိုပြေမောင်းလေးကပြောတာနော်အဲ့တော့ဒီနေရာမှာအင်္ဂုလိမာလပရိတ်ဟာအစွမ်းတကူကြီးတယ်အဲ့ဒီအစွမ်းတကူဟာတကဘာပတ်လုံးတည်တဲ့အစွမ်းတကူဖြစ်တယ်ကဘာတည်တဲ့၍တည်ရှိနေတဲ့အစွမ်းတကူဖြစ်တယ်ရွတ်ဖတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ထိုင်တဲ့နေရာလေးကိုဆေးကြောတန့်စင်တဲ့ရေစင်ရေအေးနဲ့ဖြန်းရင်တောင်မှပဲဘေးရန်ခတ်သိမ်းတွေကင်းငြိမ်းသွားနိုင်တယ်အမျိုးသမီးတွေမိမဖွားနိုင်တာလဲလွယ်ကူကူနဲ့မိဖွားမှုကိုပြီးစေနိုင်တယ်ဟောဒီအကျိုးတွေကိုအင်္ဂုလိမာလပရိက္ခစွမ်းတတ္တိပေးဖြစ်ပေါ်စေတယ်ဒါဆိုလိုတာကအင်္ဂုလိမာလပရိက္ခမိမဖွားနိုင်တဲ့ကိစ္စတစ်ခုသာအသုံးဝင်တာမဟုတ်ဘူးအကုန်လုံးဘေးရန်အန္တရာယ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဒီအင်္ဂုလိမာလပရိက္ခသစ္စာဆိုတာဖြစ်သောကြောင့်စွမ်းတတ္တိထက်တယ်စွမ်းတတ္တိထက်တဲ့သစ္စာစကားမြတ်စွာဘုရားကဆိုခိုင်းတဲ့သစ္စာစကားဖြစ်သည့်အတွက်ကြောင့်အဲ့ဒါမှစွမ်းတတ္တိထက်တယ်လို့ဒီလိုပြောတာဒါကပရိတ်မောမှာဒီလိုဆိုထားတာနော်
မြတ်စွာဘုရားကအင်ရှင်ကုလိမာလာဒီပိဋကသင်ပေးထားတာအဲ့တော့ဒီနေရာလေးမှာအားလုံးလည်းဒီပိဋကဟာအတူဆုံးပိဋကလို့လည်းပြောရမှာပဲပိဋကကြီး17တုပ်ထဲမှာတော့အတူဆုံးပဲဖြစ်ပါလေအတူဆုံးမရပဲလည်းဖြစ်နေမှာနော်ရှည်တာတွေရပြီအတူဆုံးမရပဲလည်းဖြစ်နေယတောဟံပဂိနိအရိယာယသာတိယသာတောနာဘိသာနာမိသင်္စိစပါဏံစီတာတေနသစ္စေနသုဋ္ဌိတေဟောတုသုဋ္ဌိခပ္ပတာဒါလေးပဲဆိုထားတာနော်ဆိုလိုရင်းကတော့အရိယာဇတ်ယဟမြတ်ဖြစ်တဲ့အချိန်ကစပြီးတော့တတ်လို့တဲ့စိတ်နဲ့တရားတွေကိုတတ်တယ်ဆိုတာသူမသိပါဘူးမသိဘူးဆိုတာဘယ်တော့မှမတတ်ခဲ့ပါဘူးအရိယာဇတ်ယဟမြတ်ဖြစ်တဲ့အချိန်ကနေစပြီးတော့တတ်လို့တဲ့စိတ်နဲ့တရားရဲ့အသက်ကိုတတ်ခဲ့တယ်ဆိုတာဟာဘယ်လိုတွေးလို့မှမရနိုင်ပါဘူးလုံးဝမလုပ်တော့မလုပ်ဘူးပေါ့နော်လုံးဝကင်းရှင်းတယ်ဆိုရင်အတိတ်နာဘိသာနာမိဆိုတာတတ်ခဲ့တယ်ဆိုတဲ့အတိတ်သူကောင်းထဲမှာရှိကုန်မရှိတာအဲ့ဒါမှန်သောစကားကိုဆိုလိုက်တာပဲသစ္စာစကားကိုဆိုလိုက်တာအဲ့ဒီသစ္စာစကားရဲ့အစွမ်းကြောင့်သုဋ္ဌိတေဟောတုချမ်းသာပါစေဆိုတာအလုံးနဲ့ရေးဆိုမိခင်ကိုရည်ညွှန်းသုဋ္ဌိတေဟောတုချမ်းသာပါစေသုဋ္ဌိခပ္ပတကိုကကလေးလေးလည်းချမ်းသာပါစေဟောဒီလိုပြောလိုက်တာဆိုကလေးရောမိခင်မှာချမ်းသာပါစေလို့ဒီမှာတော့ဒီလိုဟောထားတာပေါ့နော်အဲ့တော့ဒီသစ္စာစကားရဲ့အစွမ်းတတိကိုဖော်ညွှန်းတဲ့ဒီအင်္ဂုလိမာနတော့မြတ်စွာဘုရားကဘာဖြစ်လို့ရှင်အင်္ဂုလိမာလာကိုဒီပရိစ္ဆကားသစ္စာစကားကိုဟောကြားပေးရတာလဲလို့ဆိုအကြောင်းရှိတယ်ပေါ့အကြောင်းရှိတယ်အစကနေစပြောမယ်ဆိုရင်အင်္ဂုလိမာလအကြောင်းဟာလူတိုင်းသိနေကြတာသို့တော့မစ္စည်းမပဏ္ဏတမှာလာတဲ့အင်္ဂုတ္တရပါဠိမှာလာတဲ့မစ္စည်းမပဏ္ဏတပါဠိမှာလာတဲ့မစ္စည်းမနိကေမစ္စည်းမပဏ္ဏတမှာပါတဲ့အင်္ဂုလိမာလတုတ်ကအနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကောသလတိုင်းမှာအင်္ဂုလိမာလာတော်ထဲမှာတူတဲ့တောင်းချမ်းနေတဲ့ဒုသသမားကြီးပဲတော်ထဲမှာဘယ်သူမှဖြတ်မသွားရဲဘူးဖြတ်သွားတဲ့လူတွေဟာအသက်ခံရတာကြီးပဲလူတွေတတ်ပြီးသူကဘာလုပ်တုံဆိုရင်လူတွေရဲ့လက်ညှိုးကိုဖြတ်ပြီးတော့အဲ့ဒီလက်ညှိုးကိုကျိုးနဲ့ဖောက်တည်ပြီးတော့လက်ဘင်းကိုဆွဲထားတယ်ဒါလောက်ရက်စက်ကြမ်းကြုတ်တဲ့လူတသမားကြီးလှုပ်တော့တဲ့သိရက်စက်တယ်လောဟိတပါဠိသွေးစွန်းသောလက်ရှိတယ်နိကာရုဏိကအကျဉ်းတရားကင်းမဲ့တယ်အဲ့ဒီအကျဉ်းတရားကင်းမဲ့တဲ့ဒီအင်္ဂုလိမာလတဲ့ဟာတတိုင်းလုံးတစ်ပြည်လုံးဖိမ့်ဖိမ့်တုံအောင်ကြောက်လန့်ပြီးတော့နေကြတယ်တတိုင်းတစ်ပြည်လုံးဖိမ့်ဖိမ့်တုံအောင်ကြောက်လန့်ပြီးတော့နေကြတယ်ပဟတပဟတိနိဝိထောဘယ်တော့ပဲဖြစ်ဖြစ်ဝင်လာလို့ရှိရင်တော့သူ့လက်ချက်နဲ့အသက်ထွက်ရမှာပဲသိကြတယ်သူ့အနေရကလွတ်အောင်လို့အဲ့ဒီတောကြီးကိုမဖြတ်ဖဲနဲ့မဖြစ်လို့ဖြတ်တန်းသွားလာတဲ့ပုဂ္ဂိုလ်တွေဟာအုပ်စုဖွဲ့ပြီးတော့10ယောက်တစု20တစု30တစု40တစု50တစုအကွယ်တွေလုတ်ပြီးတော့တောစခန်းကိုဖြတ်တန်းသွားရင်လည်းပဲသူ့လက်ကမလွတ်ဘူးတဲ့
လူတွေဘလောက်များလာခဲ့သူ့အတန်ကြားလို့ရှိရင်တော့အားလုံးဟာကြက်သေးပြီးကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်ဒါလောက်ထိအောင်သူကတောင်းကျမ်းနေတာပေါ့သူ့ကိုအမတန်မှကြောက်ဖိမ့်ဖိမ့်တုံအောင်ကြောက်နေရဖိမ့်ဖိမ့်တုံအောင်ကြောက်ရတယ်ဆိုတိုင်းပြည်အုပ်ချုပ်တဲ့ကောသလမင်းကြီးတောင်မှပဲသူ့တရင်ကြားယုံနဲ့ကြောက်လန့်နေအဲ့လိုနာမည်ကြီးနေတဲ့တောကြီးထဲမှာအုပ်စိုးနေတဲ့ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလအဲ့လိုနာမည်ကြီးနေတဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီတောဘက်ကိုကြွသွားဘာဖြစ်လို့ကြွသွားလဲလို့ဆိုလို့ရှိရင်တိုင်းပြည်ကစူးလာပြီအဲ့ဒီပြလာပြီအင်္ဂုလိမာလတောဖုံးလူသက်သမားကြီးကိုနှိမ်နှင်းဖို့ရအတွက်တောင်းဆိုလာကြတယ်အဲ့ဒီတောင်းဆိုလာတဲ့အခါမှာသူ့မိဘတွေကတခြားမဟုတ်ဘူးဘုရင်ရဲ့အကြံပေးပရောဟိတ်ပုံနာနဲ့ပုံနေမကြီးဖြစ်တယ်သူတို့သားရဲ့မူလနာမည်ကအဟိတကလို့ခေါ်တယ်လူသားသမားဘဝရောက်သွားတဲ့အခါကျတော့အဟိတကဆိုတဲ့နာမည်မရှိတော့ဘူးအင်္ဂုလိမာလဆိုတဲ့နာမည်နဲ့နာမည်ကြီးသွားတယ်အင်္ဂုလိဆိုတာလက်ချောင်းမာလာဆိုတာပန်းကုန်းအင်္ဂုလိမာလလက်ချောင်းကိုပန်းကုန်းကြီးလုပ်ပြီးတော့ဆွတ်ထားတယ်လက်ချောင်းလေးတွေကိုကျိုးနဲ့တီးပြီးတော့ပန်းကုန်းကြီးတို့ဆွဲထားတယ်ပန်းကုန်းကိုလည်းပင်ဆွတ်ထားတယ်လို့လက်ချောင်းလေးတွေကိုကျိုးနဲ့တီးပြီးတော့လည်းပင်ဆွတ်ထားလို့အဲ့ဒါကိုမြင်ခဲ့တဲ့လူတွေကအေးလူသားသမားကြီးကလက်ချောင်းလေးတွေကိုပန်းကုန်းလို့လုပ်ပြီးတော့လည်းပင်ဆွဲထားတယ်လို့ဆိုတာပြောရတာနေပြီးတော့အင်္ဂုလိမာလနဲ့နာမည်တွင်နေတာနော်တိုင်းပြည်ကတောင်းဆိုလာတဲ့အခါကျတော့ဘုရင်ကြီးကအင်္ဂုလိမာလကိုဖမ်းဖို့အကြိမ်ကြိမ်ကြိုးစားတယ်စင်တပ်ကိုလွှတ်လိုက်တယ်အင်္ဂုလိမာလဟာဘယ်လောက်စွမ်းရည်တတ္တိရှိတုံးဆိုစင်တပ်လာလဲသူ့ရဲ့အတန်ကြားတော့ဆင်နေပါလန့်ပြေးမြင်းတက်နဲ့ဖမ်းဖို့ကြိုးစားတော့လဲမြင်းတွေပါလန့်ပြေးသွားတယ်ရှေ့ကပြေးနေတဲ့ဆင်တောင်သူကနောက်ကနေလိုက်ပြီးတော့ဖမ်းနိုင်တယ်ပြေးနေတဲ့မြင်းကိုလည်းနောက်ကလိုက်ပြီးတော့ဖမ်းနိုင်တယ်အားလည်းအဲ့လောက်ကောင်းတယ်လို့ဒီလိုပြောတာနော်စင်တဲ့မြင်းနဲ့လာလဲမလွတ်ဘူးသူ့လက်ကအားလုံးဟာကိုလိုယုံပြီးတော့ပြေးမှလွတ်ကြတယ်သူနဲ့တွေ့လို့ကတော့ဘယ်သရဝါမှမချောင်ဘူးသူ့ထဲမှာဓာပါတယ်လှမ်းပါတယ်လေးများပါတယ်အကာအကွယ်ဒိုင်းနေပါတယ်ဟောဒီလိုအဲ့ဒီမှာဘုရင်ကအရေးယူတော့မယ်လို့ဆိုတဲ့အခါကျတော့ပရောဟိတ်ပုံနာကြီးကသူ့ဇနီးတဲ့ပုံလေးမှယူပြောတယ်အေးအင်္ဂုလိမာလတတိုင်းလုံးတစ်ပြည်လုံးဖိမ့်ဖိမ့်တုံအောင်ကြောင်းနေတဲ့အင်္ဂုလိမာလဆိုတာတခြားမဟုတ်ဘူးမင်းသားဆိုးနေတာဆိုတော့အမေရဲ့နှလုံးသားဟာအင်တမနုညံ့တယ်လေသားဆိုတော့ငါသားငါပေါ်တော့ငါတော့တတ်မှာမဟုတ်ဘူးငါသွားပြီးတော့ငါသားကိုဖြောင်းပြမှာပဲလို့ဆိုတော့တဲ့သွားဖို့ကြိုးစားတာပေါ့အဲ့ဒီမှာအင်္ဂုလိမာလကအမေလာလဲတတ်မှာပဲဘယ်သူမှမရှောင်အကယ်၍သာအမေကိုတတ်လိုက်မယ်ဆိုလို့ရှိရင်အင်္ဂုလိမာလရဲ့ဘဝကပါရမီဖြည့်လာတဲ့တိဟိပရိသတ်တွေစတဲ့ဥပနိဒေယတွေဟာပျက်စီးသွားနိုင်တယ်နော်ပျက်စီးသွားနိုင်တဲ့အနေအထားရှိတယ်မာတုကာရကကံကျွလွန်လိုက်လို့ရှိရင်ဒီဘဝအဆုံးသတ်နိုင်မှာမဟုတ်တော့ဘူးယန္တာဖြစ်ဖို့ဝေးသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကမမှားရအောင်လို့ဆိုပြီးတော့အင်္ဂုလိမာလရှိတဲ့ဘက်ကိုကိုယ်တိုင်တပိတ်သင်္ကန်းလွယ်ပြီးတော့ကြွသွားတာအဲ့ဒီတောလန်းသွားတဲ့အခါကျတော့နွားကြောင်းသားတွေတို့ခရီးသွားတွေတို့စိတ်ကြောင်းသားတွေတို့နဲ့တွေ့တဲ့အခါစိုးရိမ်တကြီးသူတို့ကဝိုင်းထားကြတယ်
အရှင်ဂေါရမဒီဘက်မသွားနဲ့ဒီဘက်မသွားနဲ့ကြောက်စရာကောင်းတဲ့လူသားသမားကြီးရှိတယ်ဘယ်သူမှမလွတ်ဘူးလူ450စုသွားလဲသူ့လက်ကမလွတ်ဘူးရှင်ဂေါရမမသွားလိမ့်နဲ့မသွားနဲ့မြတ်စွာဘုရားမကြားကြအောင်ဆောင်ဆက်သွားတာပဲတော့တဲ့ရောက်တော့အင်္ဂုလိမာလာကဝင်းလာကြတဲ့ကတိနေဟိုမှာငါရှိတဲ့စီကိုလာနေတယ်ငါရဲ့သတင်းမကြားဘူးနဲ့တူတယ်အဲ့ဒီကလေးကစိတ်ကဒေါသထွက်တယ်သူ့ကိုပမာမခန့်လုပ်တယ်လို့ထင်တယ်ဒီယဟန်ကိုတတ်မယ်လို့ဆိုပြီးတော့ဒိုင်းတို့လေးတို့မြားတို့ဒါတွေကိုအကုန်လွယ်ထုံးစံတိုင်းပေါ့သူခန္ဓာကိုယ်မှာအကုန်လုံးဖွဲ့ချီနှောင်းပြီးတော့မြတ်စွာဘုရားနောက်ကနေပြီးတော့လိုက်တော့တာပြေးလိုက်တယ်အဲ့လိုပြေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကတကူတော်နဲ့ဖန်ဆင်းထားလိုက်တယ်အင်္ဂုလိမာလမြားတကန်းလောက်အကွာမှာသူ့ကိုမိလို့မရအောင်မြားနဲ့လှမ်းပစ်လည်းမမိလောက်တဲ့နေရာလောက်အင်္ဂုလိမာလနဲ့ဘုရားနဲ့ခတ်ဝေးဝေးဖြစ်နေအောင်ဖန်တီးတယ်မြတ်စွာဘုရားကတော့ပုံမှန်လေးကြွတယ်အင်္ဂုလိမာလကြီးကပြေးလိုက်လာတယ်ပြေးလိုက်လေဝေးသွားတာခုခေတ်လမ်းလျှောက်ဆက်ကြီးလိုများဖြစ်နေမလားမသိဘူးဘလောက်သွားရှေ့ကိုမရောက်ဘူးအင်္ဂုလိမာလနော်လမ်းလျှောက်ဆက်ပေါ်လမ်းလျှောက်နေလို့ကတော့တထွာမှရှေ့ရောက်မှာမဟုတ်ဘူးအဲ့တော့အင်္ဂုလိမာလလည်းရှေ့မရောက်ဘူးဒါပေမဲ့ခရီးကသုံးယူစနာကွာလောက်ထိအောင်ရောက်သွားပြေးလိုက်ရဘယ်တော့ကြည်ဖရာကသူနဲ့အကွာဝေးရအဲ့လောက်ပဲဖြစ်တယ်ဘလောက်ပြေးအနာရောက်လိမ့်မယ်ထင်တယ်မရောက်ဘူးအကွာဝေးရတလောက်ပဲဖရာကတော့ပုံမှန်လေးသွားနေတာအဲ့ဒီမှာပို့ပြီးတော့မခံကြီးမခံတာဖြစ်လာတယ်နော်လူကမောလာပြီးတော့မခံကြီးမခံတာသုံးယူစနာဆိုတဲ့ခရီးပြေးရတာနဲတာမှမဟုတ်တာမိုင်နဲ့တွေ့ရင်တော့အတိအကျတော့ပြောလို့မရဘူးတယူစနာကို10မိုင်လို့ဆိုတာရှိတယ်12မိုင်လို့ဆိုတာရှိတယ်ဘယ်ဟာတိကျတယ်လို့ဒါတွေကခုခေတ်လိုတိုင်းတာထားတာမဟုတ်သည့်အတွက်ကြောင့်ပြောရတာတော့ခက်တယ်ပေါ့အဲ့ဒီလိုသုံးစနာလောက်ရှိတဲ့အဝေးကွာထိအောင်ရောက်တော့မြတ်စွာဘုရားကိုမိလူနဲ့သူကမိမယ်နဲ့ကြိုးစားရင်မမိဘူးမမိတဲ့အခါကျတော့သူကလှမ်းပြီးတော့អော်တာတိဋ္ဌသမဏဟေးကိုရောရက်လိုက်နဲ့လှမ်းပြီးတော့អော်တာအဲ့ဒီကျတော့မြတ်စွာဘုရားကသူ့ကိုလှည့်ပြီးတော့ပြောလိုက်တာငါရက်နေတာပါတဲ့မင်းပဲရက်ဖို့လိုပါတယ်ဒီစကားလေးပဲပြောတာဘာမှမပြောဘူးဘုရားငါရက်နေတာလေးတဲ့မင်းပဲရက်ဖို့လိုတယ်အဲ့တော့ဒီစကားကတမ္မန်ပုဂ္ဂိုလ်အတွက်တော့ဘာမှထူးဆန်းမှာမဟုတ်ဘူးရှင်အင်္ဂုလိမာလာကြီးမှာတော့ဟတ်ကိုထိသွားတယ်လို့ပြောမှာပေါ့နော်နှလုံးသားကိုထိသွားတယ်ဒီစကားလေးငါရက်နေတာမင်းပဲရက်ပါအတွေးဝင်သွားတယ်ဒီယဟန်တွေဟာဘယ်တော့မှလိမ့်လေလှည့်ပြားပြီးတော့ပြောလို့မရှိကြဘူးဘုရားပြောတဲ့ပုဂ္ဂိုလ်မျိုးတွေမဟုတ်ဘူးသူကသွားနေရင်ငါရက်နေတာလို့ပြောတယ်ငါကြတော့ပြေးလိုက်နေတာတော့မင်းရက်လို့ပြောတယ်ဒါလေးပဲရှိမယ်သူ့စိတ်ထဲမှာစိတ်ကိုဖြေလျှော့လိုက်လျှော့ပြီးတော့မေးခွန်းထုတ်လိုက်တယ်နေပါအောင်ကိုတော်ကသွားနေရတဲ့နဲ့ရက်တယ်လို့ပြောတယ်ကျွန်ုပ်ရက်တာတော့မင်းရက်ဖို့လိုတယ်လို့ပြောတယ်ဘာအဓိပ္ပာယ်လဲဘယ်လိုရည်ရွယ်ပြီးတော့ပြောတာတော့လို့ဆိုမြတ်စွာဘုရားကအေးငါကသူများတက်ကိုတတ်ချင်းစားတဲ့အကုသိုလ်တွေကစောင့်စည်းပြီးတော့အကုသိုလ်အလုပ်တွေကိုမလုပ်တော့ဘူးကောင်းတဲ့တရားတော်ပေါ်မှာကောင်းတဲ့ကိုချင်းတရားပေါ်မှာငါကရက်နေတာမင်းကလူတကာလိုက်တတ်နေတော့မင်းကမရက်သေးဘူးတနည်းအားဖြင့်ငါကပါဏာတိပါဒဆိုတဲ့အလုတ်ကစပြီးအကုသိုလ်မှန်သမျှကိုရပ်ဆိုင်လိုက်ပြီးငါမလုပ်တော့ဘူးမင်းကအကုသိုလ်မှန်သမျှတွေအကုန်လုပ်နေတာဆိုတော့မင်းရပ်ဖို့လိုတယ်ဟောဒီလိုရှင်းပြလိုက်တဲ့အခါမှာအဲ့ဒီမှာညံပွက်သွားတာဟာ
အာဂဝေမင်းသားယဟန်ဆိုတာသူပဲနေမှာပဲကြည်စံငါမကြားဘူးတဲ့စကားတွေပြောတယ်ဆိုပြီးစိတ်ထဲမှာသိချေနှက်သွားပြီသူဆုံးဖြတ်လိုက်တယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေကညံတက်တဲ့ပုဂ္ဂိုလ်တွေကသူများတွေလို့မပြတ်သားတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးသူတို့ကလှုပ်ပြီဆိုရင်ပြတ်သားတယ်သူလက်ထဲပါတဲ့လေးတွေများတွေတနတ်တွေလှမ်းနေတနတ်တော်ပါပါအောင်လေနော်ဓာတ်တွေအကုန်လုံးဘေးလမ်းဘေး6ထဲအကုန်ပြစ်ချတယ်ပြစ်ချပြီးတော့ဘုရားရှိခိုးမှာဒူးထောက်အဲ့ဒီကြတော့ဘုရားကိုချင့်ကပ်လို့ရသွားပြမလို့တဲ့စိတ်နဲ့လိုက်နေကြတော့သူဘယ်လိုမှချင့်ကပ်လို့မရမပြမတော့ဘူးလို့လဲစိတ်လဲရောက်လိုက်ရောဘုရားနာရောက်သွားတယ်သူကဘုရားရှိခိုးမှာဒူးထောက်ပြီးတော့သူ့ကိုယဟန်အဖြစ်လက်ခံမှာဒါတွေအလုံးဆုံးပယ်လိုက်ပါပြီဆိုတော့မြတ်စွာဘုရားကအေဟိဘိက္ခုလာခဲ့တောခါတော်ဓမ္မောငါဟောထားတဲ့တရားတွေကမှန်ကန်တယ်ဂရန်တီပေးတာနော်အမှားမရှိစေရစရဗျမစရိယတမ္မာဒုက္ခတအန္တကရိယာယမှန်ကန်တဲ့နိလန်းနဲ့ဆင်းရဲဒုက္ခအဆုံးသတ်ဖို့မြတ်သောအကျင့်လို့ဆိုတဲ့ဘဂိတ်၈ပါးအကျင့်တရားကိုကျင့်ပါလို့ဟောတာဝန်မှာပေးလိုက်တယ်မြတ်စွာဘုရားဘဂိတ်၈ပါးအကျင့်တရားကိုကျင့်အဲ့ဒီဘဂိတ်၈ပါးအကျင့်တရားကိုကျင့်မှဒုက္ခအဆုံးသတ်မယ်ဆိုပြီးအေဟိဘိက္ခုလို့ခေါ်လိုက်တာနဲ့ပဲသူကယဟန်ဘဝကိုရရှိသွားတယ်ပေါ့လူပင်ပြောက်ပြီးတော့လူသားသမားကြီးကယဟန်တစ်ပါးအဖြစ်ရောက်သွားမြတ်စွာဘုရားနောက်ကသပိတ်လေးလွယ်ပြီးတော့လိုက်ဘုရားနဲ့အင်္ဂုလိမာလဇေရဝံကျောင်းပြန်ကြွသွားကြနောက်ကပါလာဇေရဝံကျောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားထိုင်းနေတဲ့ဘေးကအင်္ဂုလိမာလရပ်တောင်လေးခတ်ပေးပြီးမြတ်စွာဘုရားကိုဝကြိုးငယ်ပြုတ်နေတဲ့အချိန်ဘသူရောက်လာတော့ဆိုဇေရဝံကျောင်းထဲမှာမြင့်တက်ကြီးနဲ့ကောသလမင်းကြီးရောက်လာမြင်း900စစ်အင်အား900ကျော်ရောက်လာအင်္ဂုလိမာလစီသွားမလို့ဟာတိုက်ရိုက်မသွားဘူးဘုရားစီလက်ဝင်လာကြောက်တာဇေရဝံကျောင်းရောက်လာတော့အဲ့ဒီအချိန်ကြီးမှာစစ်တပ်ကြီးနဲ့ဇေရဝံကျောင်းရောက်လာတယ်ဘုရားရှိရောက်လာတော့မြတ်စွာဘုရားကမေးတယ်မြင့်တက်ကြီးနဲ့လာတယ်ဆိုတော့မြတ်စွာဘုရားတကားတော်မင်းကြီးဘာလုပ်မလို့လဲဗိမိတာရနဲ့ရံဖြစ်ကြပြန်မလားမကရာတိုင်းနဲ့ဗိမိတာရကစိတ်ဆိုးလို့ရံဖြစ်ကြတာလားသို့မဟုတ်ဝေသာလီနဲ့ရံဖြစ်ကြတာလားဘယ်ကိုစစ်တိုက်ဖို့သွားမလို့လဲလို့ဆိုကောသလမင်းကြီးကမဟုတ်ဘူးဗျာတဲ့ကောသလတိုင်းထဲမှာနာမည်ကြီးဖိမ့်ဖိမ့်တုံအောင်ကြောက်နေရတဲ့လူသတ္တမကြီးတောထဲမှာရှိနေသူ့ကိုဖမ်းဆီးဖို့သွားမလို့ပါနော်ဖမ်းဆီးမလို့သူ့ကိုမြင်းတပ်နဲ့သွားပြီးတော့ဖမ်းဖို့ပြီးတော့ထွက်လာတယ်အဲ့ဒီတော့မြတ်စွာဘုရားမေးလိုက်တယ်ဒကာတော်မင်းကြီးတဲ့အဲ့ဒီအင်္ဂုလိမာလလူသတ္တမကြီးဘုန်းကြီးဝတ်နဲ့ကိုကျင့်သီလတွေပြည့်ပြည့်ဝဝနဲ့ယဟန်အကျင့်ကိုကျင့်နေတာဘုန်းကြီးဝတ်ပြီးတော့ယဟန်ဘဝယဟန်အကျင့်ကိုကျင့်နေတာကိုတွေ့ရင်ဘာလုပ်မလဲဘုရင်ဆိုတာလှုပ်ချင်လှုပ်မှာမြတ်စွာဘုရားကကျွတ်တင်ပြီးတော့အာမခံတောင်းလိုက်တာနော်သူ့ကိုသင်္ကန်းဝတ်နဲ့ကိုကျင့်တရားကောင်းကောင်းနဲ့နေတာထိုင်တာကိုကျင့်သီလနဲ့ပြည့်ပြည့်ဝဝအကယ်၍တွေ့မယ်ဆိုရင်ဘာလုပ်မလဲအရေးယူအောင်မလားလို့မေးတဲ့သဘောပေါ့ဘာလုပ်မလဲဆိုကောသလမင်းကြီးကသူတောင်မတိုက်ဖဲနဲ့သူငြိမ်းချမ်းသွားတာကြိုက်တာပေါ့နော်အဲ့ဒါလို့ယဟန်ဝတ်နဲ့ကိုကျင့်သီလနဲ့ပြည့်ပြည့်ဝဝနဲ့တရားကျင့်နေတယ်ဆိုရင်တပည့်တော်ကပဲလက်ဥချီမိုးရှ िख ိုးလို့ပစ္စည်းလေးပါထောက်ပံ့လှူဒန်းမှာပါဗျာတဲ့ဒါအလိုရှောင်းတပည့်တော်ကပဲလှူဒန်းရမှာပါဗျာတဲ့ဆိုပြီးတော့နောက်ကဘာပြောလိုက်ပြန်တော့ဆိုဒီလောက်ဆိုးတဲ့လူဟာဘယ်လိုလုပ်ပြီးတော့ဘုန်းကြီးဝတ်မှာတော့နောက်ဆိုးတဲ့လူဘယ်လိုလုပ်ဘုန်းကြီးဝတ်ကိုချင်းသီလနဲ့ပြေးဝတယ်ဆိုဘယ်လိုလုပ်လူတကာရဲဆက်ဆက်တတ်နေတဲ့
နာမည်ကျော်လူသားသမားကြီးကဘယ်လိုလုပ်ဘုန်းကြီးကိုမှတော့ကိုချင်းတရားနဲ့ဘယ်လိုလုပ်ပြည့်စုံမှာတော့ဆိုအဲ့ဒီကြတော့မှမြတ်စွာဘုရားကတခါတော့မင်းတရားကြီးအင်္ဂုလိမာလဆိုတာဟောဒီရက်ခတ်နေတဲ့ကိုတော်ပဲဆိုဟောထပြေးကြတယ်တဲ့ဝုန်းတဲ့နော်နောက်ကပါလာတဲ့အမတ်တွေပါတယ်အကုန်လုံးဘုရင်ကြီးကတော့ရာဇအိန္ဒြေကြောင့်လို့ထမပြေးပဲနဲ့တုံတုံလှုပ်လို့ကြောက်လန့်နေတာလေအဲ့လိုပါဠိတော်ထဲမှာတော့ထပြေးကြတယ်လို့မပါဘူးကောသလမင်းကြီးကစိတ်ထဲမှာကြောက်ရွံ့သွားတယ်ဆိုတာပဲပါတယ်ကောသလမင်းကြီးကြောက်ရွံ့သွားတာကြောက်တယ်ဆိုတာလည်းပဲမျက်နှာမှာပေါ်တယ်လေစိတ်ဆိုးရင်လည်းမျက်နှာမှာပေါ်တယ်ကြောက်တယ်ဆိုရင်လည်းမျက်နှာမှာပေါ်တယ်မျက်နှာမူရာအကဲခတ်ပြီးမြတ်စွာဘုရားကတရားတော်မင်းတရားမကြောက်နဲ့မကြောက်နဲ့သူ့ကြောင့်ဘာအန္တရာယ်မှမရှိဘူးဘယ်တော့မှဒုက္ခမပေးတော့ဘူးသူကဆိုတော့မှကောသလမင်းကြီးကရှင်ဥဂ္ဂလိမာလာနာသွားပြီးတော့အရှင်အင်္ဂုလိမာလာရဲ့အဖေအမေတွေကဘသူတွေတုံးပေါ့ဘယ်အနွယ်ကနေဝတ်လာတာလို့ဆိုတရားတော်မင်းကြီးကျွန်ုပ်ရဲ့အဖေကဂက္ခလို့ခေါ်ပါတယ်အမေကမန္တာနီလို့ခေါ်ပါတယ်ဆိုတော့အရှင်ဂက္ခမန္တာနီပုဒ္ဒမန္တာနီပုံလေးမရဲ့သားဖြစ်တဲ့အရှင်ဂက္ခလိုရာရှိအမိတ်ရှိပါသူထောက်ပံ့လှူဒန်းပါမယ်အဲ့ဒီချိန်မှာရှင်အင်္ဂုလိမာလာကတိစေဝရိတ်ဒူရင်ဆောင်တယ်သင်္ကန်းသုံးတယ်တောရเจ้าမှာပဲနေတယ်ဆွမ်းခံစားတယ်ဆိုတဲ့ဒူရင်ကျင့်နေကျင့်တယ်အဲ့ဒါလို့ကောသလမင်းကြီးဟာရှင်အင်္ဂုလိမာလာနာသွားလျှောက်ထားပြီးတော့အေးချမ်းချမ်းပဲနန်းတော်ပြန်သွားတယ်ပေါ့စစ်မတိုင်းလိုက်ရတော့တပုတ်ဒီလူသားသမားဖမ်းဖို့အလုပ်ဟာဖမ်းရမလို့တော့အဲ့ဒီမှာမြတ်စွာဘုရားထံလာပြီးတော့တအံ့တော်ပြောတယ်မြတ်စွာဘုရားရဲ့ဆုံးမမှုဟာဓာလည်းမပါဒုတ်လည်းမပါလက်နဲ့လည်းမပါပဲနဲ့လိမ္မာရင်ကျေးတော်အောင်တကယ့်ကိုကြံတန်ရက်ဆက်တဲ့အင်္ဂုလိမာလာတို့လူချမ်းကြီးကိုအခုလိုရင်ကျေးသွားတော့အောင်ဆုံးမတာအံ့ဩစရာကောင်းလိုက်တာဟုတ်တာပဲတကယ်အံ့ဩစရာကောင်းတာပဲဒီလောက်စိတ်ချမ်းကိုချမ်းရှိတဲ့လူတယောက်ဟာခုဟာတိမ်မွေ့သွားတယ်မရင်ကျေးတဲ့လူရင်ကျေးသွားတယ်မတိမ်မွေ့တဲ့လူတိမ်မွေ့သွားတယ်မငြိမ်းချမ်းတဲ့လူငြိမ်းချမ်းသွားတယ်ဒီလောက်ချမ်းတတ်တဲ့ပုဂ္ဂိုလ်ဒီလိုရင်ကျေးပြီးတော့ကြည်စံအိန္ဒိယရနဲ့ဖြစ်သွားတာဟာအမတန်မှအံ့ဩဖို့ကောင်းပါပေတယ်ရသော်ဘုရားကိုချီးမွမ်းတောပနာပြုပြီးတော့ပြန်သွားအဲ့ဒါရှင်အင်္ဂုလိမာလာသာသနာပေါ်ဝင်တဲ့အခန်းလေးပဲအဲ့ဒီသုဒ္ဓမှာဒီလိုပါအဲ့တော့ရှင်အင်္ဂုလိမာလာရဟန်းဖြစ်လာတဲ့အခါမှာဆွမ်းခံစားတော့တမျိုးလုံးဖိမ့်ဖိမ့်တုံတုံကြောက်ထားတာဆိုဟာအင်္ဂုလိမာလာလာပြီဟေ့ဆိုလို့ရှိရင်ဘယ်သူမှဆွမ်းထွက်လောင်းရဲတာမဟုတ်ဘူးလေမြင်နာနဲ့တကားတွေပိတ်အိမ်တကားတွေပိတ်လူတွေပျောက်သွားတာလမ်းပေါ်မှာတယောက်မှမရှိဘူးကုန်ထွက်ပြေးကုန်သူဆွမ်းခံကြွလာတာမြင်နာနဲ့ဘလောက်ကြောက်တယ်ဆိုတာစဉ်းစားကြည့်နော်လူတွေကကြောက်ပြီးတော့အကုန်လုံးပြေးကုန်ကြမခံနိုင်လွန်းတဲ့လူတွေကြတော့ဘာလို့ကြလဲငါအဖေတတ်ထားတယ်ငါအမေတတ်တယ်ငါဆွေမျိုးတွေတတ်ထားတယ်ဆိုအဝေးကနေနဲ့ထုမြင်နဲ့မလို့ရဘူးလိုက်ဖမ်းမှလည်းကြောက်သေးတယ်သူအဲ့တော့ရှင်အင်္ဂုလိမာလာတပိတ်ကွဲခေါင်းကွဲသင်္ကန်းတွေစုပ်ပြတ်ဆွန့်တော့မရဘူးတပိတ်ထဲရတာကြောက်ခဲပဲရအဲ့လိုနဲ့ဆင်းရဲဒုက္ခတွေဖြစ်တယ်ဒါကအကုသိုလ်ကံကအကျိုးပေးတာဒီအကုသိုလ်ကံတစ်ခုခုပဲလှုပ်ကုသိုလ်ကံပဲလှုပ်သုံးမျိုးကွဲထွက်သွားတယ်အဲ့ဒါကိုသတိထားဖို့လို့ဘယ်သူပဲဖြစ်ဖြစ်အခုဘဝမှာကုသိုလ်ကောင်းမှုလုပ်ရင်လည်း3မျိုးအကုသိုလ်လုပ်ရင်လည်း3မျိုးဆိုတာဘာလဲလို့ဆိုရင်စွမ်းဆောင်မှုအားကောင်းတဲ့ကုသိုလ်ဇောအကုသိုလ်ဇောကုသိုလ်ဇောအကုသိုလ်ဇောဖြစ်လာတဲ့အခါမှာပထမဆုံးစဖြစ်တဲ့ဇောကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ်နောက်ဆုံးဇောကိုတော့အပရာပရိယဝေရဏိယ
နောက်ဆုံးသောကိုတော့ဥပပိစ္ဆဝေဒနိယကံလို့ခေါ်တယ်ဒုတိယဘဝမှာဘဝတစ်ခုကျုပ်ပြီးအလဲငါးစောကြတဲ့အခါကျအပရာပရိယဝေဒနိယကံလို့ခေါ်တယ်တတိယဘဝကနေစပြီးတော့နိဗ္ဗာန်ရသည့်ထိအောင်ကျုပ်ပြီးတယ်ဒီလိုရှင်အင်္ဂုလိမာလလှုပ်တဲ့ကံတွေဟာလေအဲ့ဒါလို့၃မျိုးဖြစ်တယ်ပေါ့၃မျိုးဖြစ်တယ်၃မျိုးဖြစ်တဲ့အခါမှာပထမဒီဘဝအကျိုးပေးတဲ့ဒိဋ္ဌဓမ္မဝေဒနိယကံကြောင့်တခြားကိုပြစ်လိုက်တဲ့ခဲကလည်းသူ့ခေါင်းပဲရောက်လာပြစ်ထားတော့တခါတလေသူ့စီပြစ်တာမဟုတ်ဘဲနဲ့လေသူ့ဝဲမှန်တယ်အကုသိုလ်ကျိုးပေးပြီဆိုရင်အဲ့ဒါမျိုးနော်သူ့လှုပ်တာမဟုတ်ဘဲနဲ့လေသူ့စီရောက်ချင်ရောက်လာအကုသိုလ်ဟာတော့ကြောက်စရာကောင်းတယ်ဒီလိုဒုက္ခတွေနဲ့ဆွမ်းစားရဖို့အမတန်မှခရင်တဲ့အနေထားမျိုးရောက်တာဒါတွေမကဘူးရှင်အင်္ဂုလိမာလတရားအထုတ်လို့မရရှာဘူးတရားအထုတ်လို့မရဘူးဘာလို့မရလဲဆိုတရားနှလုံးသွင်းဖို့တရားထိုင်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့စိတ်ထဲမှာမြင်ကွင်းကဘာတွေဖြစ်လာလဲကဲတော်မူကြပါအောင်သနာပါအောင်သူမတတ်ပါနဲ့အမေမတတ်ပါနဲ့အဖေမတတ်ပါနဲ့ဆိုရက်အော်တန်ဟစ်တန်ပြေးတာလှမ်းတာလဲပြိုတန်ဒါတွေကြီးပဲသူမြင်ကွင်းကအဲ့ဒါပဲဝယုံသုံးကန်းဖြစ်ပြီးတော့သူကလိုက်တတ်တာကိုပြေးကြအော်ကြဟစ်ကြငိုကြယိုကြတောင်းပန်ကြအဲ့ဒါတွေရဲ့သွေးရဲတန်ရဲနဲ့ဟောမသေးခင်မျက်နှာကြီးတွေရှုပ်သွားတာတွေဒါတွေပဲသူ့မျက်စိထဲမှာပေါ်တာတရားထိုင်လိုက်ရင်ဒါတွေပေါ်လာတရားထိုင်လိုက်ရင်ဒါတွေပေါ်ဒါနဲ့ပဲတရားထိုင်လို့မရဘူးထသွားအတော်ကြောက်စရာကောင်းတယ်တမာတိဆိုစုစည်းဖို့မလွယ်ဘူးကိုလှုပ်တဲ့လှုပ်ရက်တွေကအရိပ်မဲကြီးတို့လာပြီးတော့စိတ်ကိုလွှမ်းမိုးနေတာအဲ့ဒါလို့လွှမ်းမိုးမှုခံထားရသည့်အတွက်ကြောင့်စိတ်တွေကိုစုစည်းလို့မရဘူးလှုပ်ခဲ့တာတွေကလာပြီးလွှမ်းမိုးနေတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကနီးပေးတာယတောဟံဇာတိယဇာတောသင်္စိစ္ဆနာဘိသနာမိသင်္စိစ္ဆပါဏံဇီဝိတံဟောရောပိတာမွေးဖွားလာတဲ့အချိန်ကနေစပြီးတော့တေးစီလူတဲ့စိတ်နဲ့ဘယ်တဝါကိုမှမတတ်ဘူးတတ်တယ်လို့ဆိုတာဘယ်လိုမှစဉ်းစားလို့မရဘူးဆိုလိုတာကရသော်ဘုရားကမွေးဖွားလာကြတဲ့ကနေဘယ်သူမှမတတ်ဘူးလို့ဒီလိုပထမဟောလိုက်တာဟောတော့ဘုရားရဲ့ရည်ရွယ်ချက်ကဇာတိယဇာတောယတောဟံဇာတိယဇာတောဆိုတာဘဝတစ်ခုလုံးကိုပြောတာမဟုတ်ဘူးယဟန်ဖြစ်လာတာကိုဘုရားရည်ရွယ်ပြီးတော့ပြောတာပြောတော့သူကဘာလျှောက်တော့တပည့်တော်ကဘုရားတဲ့လူသတ်လာတာနှစ်ပေါင်းများကြီးပဲတဲ့အဲ့လိုပြောရင်တပည့်တော်ဘုဒ္ဓဝါဒဖြစ်လိမ့်မယ်တဲ့လိန်ပြောရရောက်လိမ့်မယ်ဆိုအဲ့ဒါလို့ဆိုရင်မြတ်စွာဘုရားကပြင်ပေးလိုက်တယ်ယတောဟံအရိယာယဇာတိယဇာတောအရိယာယဆိုတဲ့စကားလုံးလေးကိုထည့်ပေးတယ်နော်မြင့်မြတ်တဲ့ယဟန်ဘဝအရိယာယဇာတိယအရိယာဇတ်လို့ခေါ်တယ်ဘုရားရဲ့အမျိုးအဲ့ဒီကနေစပြီးလူမတတ်တော့ဆိုလိုတာကယဟန်ဖြစ်တဲ့နေ့ကစပြီးတော့လူမတတ်တော့ရှေးတုန်းကတတ်တာတွေပြန်မတွေးနဲ့ဒီအချိန်ကနေစပြီးတော့ငါစင်ကြယ်တယ်ပါဏာတိပါဒအလုပ်ကိုမလုပ်ဘူးလို့ဆိုပြီးတော့စိတ်ကိုစောက်တည်ခိုင်းလိုက်တာဟိုဘက်ကဟာတွေကိုအသာမေ့ထားလိုက်အဲ့ဒါမမေ့ရင်အရိပ်မဲကြီးတို့သူ့ရဲ့ခေါင်းထဲမှာခြားခြားလဲသွားပြန်တမာတိစုစည်းလို့မရဘူးအဲ့ဒါကြောင့်လုတ်ခဲ့တာမေ့ထားလိုက်မေ့ပြီးတော့ဒီဘက်မှာစိတ်စောက်တည်လို့ရအောင်မြတ်စွာဘုရားကနီးပေးတာနီးပေးလိုက်တဲ့အခါမှာရှင်အင်္ဂုလိမာလစိတ်စုစည်းလို့ရပြီနောက်ရဟန်းဖြစ်ပြီးရှေ့လောက်နေတော့မှသူရဟန္တာဖြစ်သွားတယ်အဲ့ဒီလိုယဟန္တာဖြစ်သွားတဲ့အခါမှာစွမ်းအားကြီးတဲ့ရတ္တမေဆိုတဲ့ကုသိုလ်ကကိလေသာတွေအလုံးကိုဖယ်ရှားပလိုက်တယ်ဖ
ဖယ်ရှားပြစ်လိုက်ရုံမကဘူးခုနကလူသားဓမ္မဘဝကအကုသိုလ်တွေလုပ်တဲ့ထဲမှာဒိဋ္ဌဓမ္မဝေဒနိယကံကိုတော့သူမဖယ်ရှားနိုင်ဘူးဘဝတစ်ခုရထားတာဖြစ်တယ်ဥပပစ္စတို့ကနောက်ရမှာဖြစ်တယ်အပရာပရိယဝေဒနိယလည်းတန်တရားနောက်အဆက်မှာဖြစ်မှာဖြစ်တယ်အဲ့ဒီနှစ်ခုကိုတော့ကိလေသာဖယ်ခြင်းအဖြစ်ဥပပစ္စဝေဒနိယကံအပရာပရိယဝေဒနိယကံတို့ပိတ်ဆို့ဖယ်ရှားပြလိုက်တယ်ဒိဋ္ဌဓမ္မတော့ဖယ်ရှားလို့မရဘူးတဲ့ဒါကြောင့်ဘယ်သူကပြစ်လိုက်တဲ့ခဲပဲဖြစ်ဖြစ်သူ့ခေါင်းဝင်မှန်းတာကြီးပဲဘယ်ကပြစ်လိုက်တဲ့ခဲပဲဖြစ်ဖြစ်တခြားငှက်တကောင်ကိုလှမ်းချောက်လိုက်တဲ့ခဲကလည်းရှင်ဥလိမလာခေါင်းရောက်လာနော်နွားတကောင်ပြေးလို့နောက်ကနေလိုက်ပြီးထုလိုက်တဲ့ခဲကလည်းပဲရှင်ဥလိမလာတပိတ်ရောက်ချင်ရောက်လာအဲ့ဒါဟာအကုသိုလ်ရဲ့အကျိုးတွေဒိဋ္ဌဓမ္မတော့သူခံလိုက်ရတယ်ခံလိုက်ရတော့စင်စင်ရဲရဲနဲ့ဘယ်သူကမှလည်းဆုံးမလောင်မြင်ရင်လည်းပြေးကြပက်ပင်းမှာတွေ့ရင်လည်းဘယ်သူမှမျက်နှာချင်းမဆိုင်ရဲကြလောကကြီးမှာအမုန်းဆုံးပုဂ္ဂိုလ်တယောက်ဖြစ်ပြီးစာဝတ်နေဒုက္ခရောက်နေတယ်အဲ့ဒါလောက်ကရုဏာမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဘုရားသာသနာဝင်ပြီးတော့တရားကျင့်တဲ့အခါမှာတဏှာတတ်တဲ့စိတ်လေးကသူ့မှာပင်ကိုယ်ကတော့ရှိပါရဲ့တပ်ဖြတ်ဖို့ကျွလွန်နေတုန်းကဘယ်သူမှတဏှာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသို့တော်ငယ်ငယ်တုန်းကသူ့ကိုနာမည်မှဲ့ထားတာကသူ့မိဘကနာမည်မှဲ့ထားတာအဟိန္ဒကလို့နာမည်မှဲ့ထားအဟိန္ဒကဆိုတာဘယ်သူမှမငြင်းဆဲဘူးအကျဉ်းသာကြီးမားသူလို့ဒီလိုအိဗယ်ရဘယ်သူမှမငြင်းဆဲဘူးဒါကြောင့်မို့သူကယဟန္တာဖြစ်တဲ့အခါရှင်ဥလိမလာကပြန်ပြောတယ်အဟိန္ဒကောတိမေနာမံဟိန္ဒကတ္တပုရိတတောတဲ့အရင်တော့ကလူတကာကိုညှင်းဆဲတပ်ဖြတ်နေတဲ့အချိန်တုန်းကငါ့ကိုအဟိန္ဒကလို့ခေါ်ခဲ့ကြတာဟာမှားယွင်းနေတဲ့အဓိပ္ပာယ်မကိုက်တဲ့နာမည်ကြီးဖြစ်ခဲ့တယ်ပေါ့ဒီကနေ့ကျတော့ဣဇာဟံသစ္ဆာနမောမိယဟန္တာဖြစ်သွားပြီဆိုတော့အကျဉ်းတရားနဲ့ဘယ်တရားဝါကိုမှမညှင်းဆဲတော့ဒီနာမည်ဟာအမှန်နာမည်ခုမှနာမည်နဲ့လိုက်ဖက်ညီသွားတယ်ဣဇာဟံသစ္ဆာနမောမိတကယ်ကိုမှန်ကန်တဲ့နာမည်တစ်ခုနနံဟိန္တာမိကေစိနံဘယ်သူကမှငါမြင်စေတော့ဘူးခုမှပဲအဟိတကဆိုတဲ့နာမည်ဟာအဓိပ္ပာယ်နဲ့လိုက်လျောညီပြီဖြစ်သွားပြီလို့ဒီလိုပြောခဲ့တဲ့စကားလေးရှိတယ်ပေါ့အဲ့တော့ယဟန္တာဖြစ်သွားတယ်ဆိုတဲ့အခါမှာတချို့ကလည်းကျေနပ်ချင်မှကျေနပ်မှဒီလောက်လူသားသမားကြီးဟာဒီလိုလွတ်သွားရအလားပေါ့လွတ်သွားရလားဆိုခွင်းလုံးကျွတ်လွတ်တာတော့မဟုတ်ဘူးခွင်းလုံးကျွတ်လွတ်တာတော့မဟုတ်ဘူးဒီဘဝမှာခံရမဲ့ဒိဋ္ဌဓမ္မဝေဒနိယကံတွေကိုခံလိုက်ရတာသူ့မှာအကြီးအကျယ်တပိတ်ခွဲခေါင်းပြဲနော်အဝတ်တွေစုပ်ပြတ်ဆုံးလောင်းမဲ့လူမရှိဒီလိုဖြစ်ပြီးတော့ဒုက္ခရောက်တာပေါ့နောက်ဘဝကျတော့ဘဝမှာမရှိတော့တာဥပါဒဏ်တွေကုန်သွားတယ်တဏှာတွေကုန်သွားတယ်ကိလေသာတွေကုန်သွားတော့ကံတရားကကိလေသာဆိုတဲ့အဖို့မရှိအကျိုးမပေးနိုင်တော့ဘူးအကျိုးမပေးနိုင်တော့ဒီကံတရားတွေဟာဘယ်လိုမှလုပ်ပြီးတော့အကျိုးတစ်ခုထုတ်လုပ်လို့မရတော့ဘူးမနာလို့စရာတော့မရှိပါဘူးเนาะမနာလို့စရာမရှိဘူးအရတ္တမေဆိုတဲ့စွမ်းအားကြီးတဲ့ကံတရားကြောင့်ကံတရားတွေဟာအကျိုးပေးနိုင်စွာမရှိတော့ဘူးအဲ့လိုအကျိုးပေးနိုင်စွာမရှိတဲ့ယန္တာဘဝရောက်သွားတယ်ယတ္တပပံကတံပပံယတ္တပပံကတံကမ္မံကုသလေနပိဋိယတိအလွန်ဆိုးတဲ့အကုသိုလ်ကံတွေကိုကုသိုလ်တရားနဲ့ပိတ်ဆို့ပလိုက်တယ်ဆိုးပိတ်ပလိုက်တယ်စွမ်းအားကြီးတဲ့ကုသိုလ်တရားနဲ့ပယ်ဖြစ်ပလိုက်တယ်လွန်ငင်းခွင့်ပေးလိုက်တယ်လို့ပဲသူ့မှာအားလုံးကံတရားတွေကိုစွမ်းအားကြီးတဲ့ကံတရားကနေလွန်ငင်းချမ်းသာခွင့်ပေးလိုက်တာဒီကံတွေဟာအကျိုးပေးခွင့်မရှိတော့ဘူးဒီလိုပြောတာကျိုးပေးเสียရလဲဘဝဆိုတာသူ့ကရှိမှမရှိတော့နောက်ဆုံးဘဝဖြစ်သွားပြီအဲ့ဒီမှာသို့တော်လဲဒိဋ္ဌဓမ္မဝေဒနိယကံရဲ့အကျိုးကိုခံစားရလို့ဆုံးမစားရတဲ့ရက်တွေခေါင်းကွဲရတဲ့ရက်တွေဟောဒီလိုဖြစ်တော့မြတ်စွာဘုရားကအေးအကုသိုလ်တွေလှုပ်ထားလို့ဒီလိုအကျိုးတွေခံစားရတာရှင်ကုလိမာလကိုဟောပြောပြီးတော့တရက်တော့ရှင်အင်္ဂုလိမာလမြို့ရဲပြတဲ့ဆွမ်းခံသွားရင်းနဲ့မိမဖွားနိုင်လို့ဒုက္ခရောက်နေတဲ့အမျိုးသမီးတယောက်ရဲ့ငိုသံ
အော်ဟစ်ညဉ်းညူတန်တွေကြားလာတဲ့အခါရင်ထဲကအကျဉ်းနာတရားဖြစ်လာပြီကြောင်းရောက်တော့ဘုရားကိုလျှောက်တယ်။အော်တတဝါတွေဟာဒီလိုဒုက္ခရောက်ကြတာပါလားဒီလိုစိတ်ဆင်းကြတာပါလားကိုယ်ဆင်းရဲမှုတွေဖြစ်ကြပါလားအဲ့လိုပြောတော့မြတ်စွာဘုရားကရှင်အင်္ဂုလိမာလာကိုသစ္စာဆိုလို့ရှိရင်အဲ့ဒီဒုက္ခတွေကလွတ်နိုင်တယ်ဆိုပြီးတော့သစ္စာစကားကိုသင်ပေးလိုက်တာအဲ့ဒီဘုရားသင်ပေးတဲ့သစ္စာစကားဟာခုအင်္ဂုလိမာလာပြိတ်ဆိုတာဖြစ်လာတာပေါ့ယတောဟံပဂိနိမိမဖွားနိုင်တဲ့အမျိုးသမီးကိုခေါ်တာပဂိနိနှမလို့ခေါ်တာယတောဟံပဂိနိအရိယာယဇာတိယဇာတောနာရိဇာနာမိသင်္စိစ္ဆပါဏံဇီဝိတာဟောရောပေတာတေနသစ္စေနသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာနမမြင့်မြတ်တဲ့ယဟန်ဘဝရောက်လာတဲ့အချိန်ကစပြီးတော့တေစီလူရဲ့စိတ်နဲ့တရားရရဲ့အသက်ကိုတတ်ခဲ့တယ်ဆိုတာသူအမှတ်မရပါဘူးသိမှတ်ထားတာမရှိပါဘူးလုံးဝမရှိပါဘူးဒီမှန်သောစကားကြောင့်သင်ကိုယ်တိုင်ချမ်းသာပြီးတော့ကလေးလေးချမ်းသာတာဖြစ်ပါစေလို့ဟောဒီလိုသစ္စာစကားဆိုတာဒါသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာအဲ့တော့သစ္စာဆိုတဲ့နေရာမှာမှန်တာတစ်ခုကိုပြောရပြောပြီးရင်လိုချင်တာတစ်ခုကိုတောင်းဆိုအခုဒီမှာလဲယတောဟံပဂိနိရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇီဝိတံဟောရောပေတာဆိုတာဒီစကားလေးကသစ္စာစကားအဲ့သစ္စာစကားရဲ့နောက်မှာပါတော့တေနသစ္စေနဟောဒီသစ္စာစကားကြောင့်သုဋ္ဌိတေဟောတုမင်းကိုယ်တိုင်ချမ်းသာပါစေသုဋ္ဌိကပ္ပတကလေးလည်းချမ်းသာပါစေဟောဒါလိုချင်တာပြောလိုက်တယ်အဲ့ဒီသစ္စာစကားရဲ့စွမ်းအားကိုဘုရားထံကသင်ပြီးတော့သစ္စာစကားကိုသင်ပြီးတော့အဲ့ဒီမိမဖွားနိုင်လို့အော်ဟစ်ညင်းညူနေတဲ့အမျိုးသမီးစီသွားပြီးတော့ရှင်အင်္ဂုလိမာလာကဒီသစ္စာစကားကိုဆိုလိုက်တဲ့အခါမှာကြားနာရတဲ့အမျိုးသမီးဟာချက်ချင်းပဲမိဖွားပြီးတော့ချမ်းသာဒုက္ခရသွားတယ်အဲ့ဒီကနေစပြီးတော့ရှင်အင်္ဂုလိမာလာဆွမ်းလောင်းမဲ့လူတွေပါလေ။ဩအကျဉ်းသာကြီးမားပါတယ်ဆိုပြီးတစ်ချိန်တုန်းကမသိလို့ပိုင်မဲခင်မဲ့အခုချိန်မှာအကျဉ်းသာတရားတွေရှိပါတယ်ဆိုတာကိုအားလုံးကလက်ခံလာရှင်ဂုလိမာလာစာဝတ်နေထိုက်တဲ့လောက်အစဉ်ပြေပြီးတော့လူလူပရိသတ်ရဲ့မေတ္တာကိုပြန်ရရှိလာတယ်လို့ဒီလိုဆိုတာနော်။အေးအင်္ဂုလိမာလာပြိတ်ဆိုတာအဲ့ဒါလိုဖြစ်ပေါ်လာတာဖြစ်တယ်ဒီအင်္ဂုလိမာလပရိတ်ကိုရွတ်ဖတ်တရစေခြင်းဖြင့်ဘေးရန်ခတ်သိမ်းနေပျောက်ကင်းနိုင်တယ်တာမဖွားတဲ့မိခင်တွေတာဖွားနိုင်တယ်နောက်ဆုံးမှာဒီပရိတ်ရည်လေးကိုယူပြီးတော့အသုံးပြုခြင်းအဖြစ်လေလွယ်လွယ်ကူကူမိခင်ရောကလေးပါချမ်းသာတာဖြစ်နိုင်တယ်လို့ဆိုတာသစ္စာရဲ့စွမ်းအားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တိုင်းဒါကဘုရားကုံတရားကုံသံဃာကုံမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာဖြစ်လို့ရိုးရိုးကြည်ကြည်နဲ့လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်အခက်အခဲတွေလွန်မြောက်ပြီးတော့ချမ်းသာဒုက္ခရောက်ကြမှာဖြစ်တယ်အဲ့ဒီချမ်းသာဒုက္ခကိုအခြေပြုပြီးတော့ရခဲ့တဲ့လူဘဝကိုရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုတွေကိုဆက်လက်ပြုခြင်းဖြင့်ဒီတဲ့အစစ်မြင့်တဲ့နိဗ္ဗာန်ချမ်းသာထီအောင်ရောက်ကြမှာဖြစ်တယ်အဲ့ဒီအင်္ဂုလိမာလပရိရဲ့အစွမ်းတကူအင်္ဂုလိမာလတုတ်နှစ်တုတ်မစ္စည်းမပါဏတမာလာတဲ့မူရင်းအင်္ဂုလိမာလတုတ်ရဲ့အခုပရိထဲမှာပါတဲ့သစ္စာစကားကိုဥတည်ထားတဲ့အင်္ဂုလိမာလတုတ်ရဲ့ဒီနှစ်တုတ်ကိုမှတ်သားရအောင်ချင်းကျုပ်ဟောကြားခြင်းဖြစ်တာမို့တရားချိတ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီတုတ်တံမှာလာတဲ့အတိုင်းသစ္စာစကားရှင်အင်္ဂုလိမာလရဲ့ခုံမြတ်စွာဘုရားရဲ့ခုံတရားရဲ့ခုံတွေကိုအာရုံပြုပြီးတော့မိမိတို့မှာအခက်ခဲကြုံတိုင်းသစ္စာစကားဆိုခြင်းဖြင့်ခက်ခဲတွေလွန်မြောက်အောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း